By the way မပေးနဲ့နော်ဟေ့အောင်ရေဒီပေးသွားတယ်တဲ့ Okay ကျွန်တော် small brain ပါဒီနေ့ဗီဒီယိုမှာတော့ C2 မှာအသီးအကျိန်20ဖောက်မယ် brother တို့ C2 က C1 နဲ့ lucky ပိုကောင်းတယ်လို့ပြောကြတယ်ဗျကဲလားကြည့်အောင် brother တို့ကဲတစ်ချိန်စလိုက်ပြီကွာကန်ကောင်းမလားတော့မသိဘူးဟေ့အောင်ရေ server error တက်သွားတာနေမှာ brother တို့ပထမတစ်ချိန်ကတော့ error တက်ပြီးကန်ကောင်းသွားတာ brother တို့ကဲနောက်တစ်ချိန်စပြီဗျာကျော်သွားပြီဟေး Okay ဒီတစ်ချိန်မှာတော့ bomb free ရတာဗျာ Okay ဒါကတော့3ချိန်မြောက်ပါဟေးအောင်ရေ flame fruit ရဲ့4ချိန်မြောက် Okay live fruit Okay ဒါကတော့5ချိန်မြောက်ပါ brother တို့ဟေးအောင်ရေ van ထက်ပေးတယ်တဲ့ဒီနေ့ small brain တော်ကန်ကောင်းတယ်ဗျာ brother တို့6ချိန်မြောက်ဖောက်ပြီကွာ I think နှလုံးနဲ့နေတော်တော်တန်းနေပြီဗျာ Okay ဒီချိန်က rocket ပေါ့ဗျာရတယ်ဗီဒီယိုလေးကိုရှင်းဆက်ခင်မှာ brother တို့အနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှင်တော့ like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာကဲ9ချိန်မြောက်ဖောက်ပြီဗျာ Okay play through ရတယ်ကဲ10ချိန်မြောက်ဖောက်ပါပြီ ice fruit ရသွားတယ် brother တို့ရေ9ချိန်မြောက်ဆက်ဖောက်ရအောင် brother တို့ည ice fruit ထပ်ပေးတာတယ်ဘာတော့ဟာကဲ10ချိန်မြောက် brother တို့ Okay death fruit ရတယ် Okay နောက်တစ်ချိန်နောက်တစ်ချိန်ပဲနောက်ထပ်တစ်ချိန်ကျွန်တော်မပြောတော့ဘူး brother တို့ရာ10ချိန်ဇက်တိုက်ကြီးတော့ကွာ legendary လေးတော့မပေးဘူး Okay 15ချိန်မြောက်လှည့်လိုက်ရအောင် brother တို့ဖုန်းမှာဟန်းနေပြီဟေးဟေးအောင်ရေ Oh my god bro ရေဒီပေးသွားတယ်တဲ့ What the fuck is that နောက်တစ်ခေါက်ထပ်ဖောက်မယ်ကွာ C2 ကတော့တကယ် lucky ကောင်းတယ်ဟေးအောင်ရေ quick fruit ထပ်ပေးရတယ်ကွာပြောတာပေါ့ Okay နောက်တစ်ချိန် brother တို့ဟေးအောင်ရေဗုဒ္ဓရပြီလို့တော့ထင်တာဟေးအောင်ရေ18ချိန်မြောက်စပြီကွာဟေးအောင်ရေ spring ပြန်ပေးပြန်ပြီကွာ Okay နောက်တစ်ချိန်ထပ်လှည့်ပြီကွာSun fruit ရတယ် Okay လက်ခံပေးလို့ရတယ် Okay brother တို့အခုကတော့ကျွန်တော်နောက်ဆုံးအချိန်အသီးဖောက်တော့မှာပါဗျတော်တော်ရင်ခုန်နေတယ်ပေါ့နော်ဟေးအောင်ရေမိပြက်သွားပြီဟာ Do you really want to know which fruit did I just got? It is Oh my god bro it's a dragon it's fucking flying right over there